အားလုံးပဲမင်္ဂလာပါအမရိုမီရိုဘတ်တယ်လီစာဖင်မှာမှတ်ခိုင်းလေးပါရှင်အမဟိုမြောက်ရီရန်ကုန်ဒီရပိုင်းကိုလူခီးစင်နေလာမိကြပါတယ်မြောက်ရီရန်ကုန်လူသွားလို့ရလားလူလိုက်လို့ရလားအမကိုကားတွေလည်းလာတောင်းကြတဲ့လူတွေအများကြီးရှိပါတယ်အမမြောက်ရီရန်ကုန်ကိုလူမပို့ပါဘူးရှင်အမခွေးလေးတွေကြောင်လေးတွေတိတက်သွားတာပါမြောက်ရီရန်ကုန်လည်းရပါတယ်မဲဆောက်ရန်ကုန်မဲဆောက်မြောက်တွေကနေပြီးတော့မြန်မာနိုင်ငံအနှံ့လုံးရပါတယ်ဒါပေမဲ့အမတို့လူတော့မရပါဘူးခွေးလေးတွေကြောင်လေးတွေတီးတန့်မဲ့သွားတာပါအဓိကတော့ဒီအမအဓိကပုံမှန်လုပ်တဲ့ရန်ကုန်မန်းလေးပြင်ဦးလွင်လမ်းချောင်းမှာတော့အမဟိုအရင်ကဒီခီးသွား service ကလစ်ကစလုပ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မန္တလေးခီးစင်မှာတော့အမတို့လူခီးသွားကားတော့ရှိပါတယ်ယနေ့ချိန်ထိရှိပါတယ်ခီးသွားကားကလည်းအမတို့ပက်ကလေးတွေကတီးတက်ခွေးလေးတွေကြောင်လေးတွေအတွက်ကိုဆိုလို့ရှိရင်ခွေးလေးတွေကြောင်လေးကိုပဲတိတက်ပို့တဲ့ပတ်ဒလီကားလေးရဲ့ပြီးရင်လူခီးတဲ့ကခီးသွားကတိတန်ရဲ့ဆိုပြီးတော့အမနှစ်ခုထားပါတယ်เนาะယနေ့ချိန်ထိတော့ရန်ကုန်မန်းလေးပြင်ဦးလေးနေဆိုရင်တော့ခီးသွား service လည်းရပါတယ်ပတ်ဒလီ service လည်းရပါတယ်ပက်ကလေးတွေပို့မှာလဲအမတို့ပက်ကလေးတွေကားဆိုလို့ရှိရင်လည်းခီးသွားကားရင်းနဲ့ရောတာမျိုးမဟုတ်ပါဘူးပက်ကလေးတွေတိတက်ခွေးလေးတွေကြောင်လေးတွေသွားခြင်းတဲ့ပတ်ကားကပတ်တီးတဲ့ခီးတဲ့ကားဒီလူကားတီးတဲ့ယနေ့ချိန်ထိရှိပါတယ်ရှင်တခြားမျိုးတွေကတော့အမတို့လူခီးစင်မရှိပါဘူးခွေးလေးတွေကြောင်လေးတွေပဲတီးတန့်ပို့ပါတယ်ရန်ကုန်မြဝတီမဲဆောက်ခွေးလေးတွေကြောင်လေးတွေတီးတက်စားပေးရပါတယ်ရှင်အခုလိုစိတ်ဝင်စားပေးမှုအတွက်ကြောင့်လည်းအားလုံးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်